လုံးချင်းမှာခွန်အားရှိတယ်တခဲနဲ့တူတဲ့အနန္တနဲ့တို့ရဲ့စံမှုလူပေါင်းရင်ကျဲမှုရဲ့အရရှင်မျက်နှာဆုံးစီရဲ့ဖွယ်မြေဝါကျုံပေါ်မြေလက်ပိုင်းကဲရိုးတဲ့ရမြတိုင်းချီတို့ရဲ့အလေးတဲ့ညာတွေကပြ
အားလုံးပဲလာနေခင်ပါရှင်ဒီကနေ့ကျင်းပပြုလုပ်မယ့်အခမ်းအနားကတော့သိပ္ပံနဲ့ဤပညာဝန်ကြီးဌာနအစိုးရစက်မှုလက်မှုသိပ္ပံကြီးတဲ့ပြုပွဲအခမ်းအနားပဲဖြစ်ပါလိမ့်ရှင်2024ခုနှစ်ဒီဇင်ဘာလ17ရက်နေ့တွင်ကျင်းပပြုလုပ်သောသိပ္ပံနဲ့ဤပညာဝန်ကြီးဌာနအစိုးရစက်မှုလက်မှုသိပ္ပံကြီးတဲ့ပြုပွဲအခမ်းအနားစတင်ကြောင်းကြေညာပါလိမ့်ရှင်ခုချိန်မှာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌခရိုင်အုပ်ချုပ်ရေးမှူးဌာနဆိုင်ရာအကြီးအကဲများဧည့်သည်တော်များနဲ့ယဉ်ကျေးမှုအဖွဲ့များကနေရာယူပြီးဖြစ်တဲ့အတွက်အစီအစဉ်အရတွန်းဆောင်ကျေးရွာယဉ်ကျေးမှုအဖွဲ့ကအောင်ပွဲခံတခြင်းဖြစ်၎င်းအထက်ကတည်ဒီတဲ့မှာကျောင်းသားကျောင်းသူများကရိုးရာဝင်ရဲ့အကဖြစ်၎င်းကဖျပြောပြီးသွားမှာဖြစ်ပါရဲ့ရှင် ဆက်လက်ပြီးအစီအစဉ်အရဖဲကျိုးဖြတ်ဖွင့်လှစ်မဲ့အစီအစဉ်ဖြစ်တဲ့အတွက်ဖဲကျိုးဖြတ်ဖွင့်လှစ်ပေးနိုင်ပါရန်ဒီတိုင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ကခရိုင်အုပ်ချုပ်ရေးမှူးဦးအောင်ချမ်းငိတ်ဒီတိုင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့တွင်မှူးခရိုင်ရဲတပ်ဖွဲ့မှူးဒုတိယရဲမှူးကြီးကိုဦးခလာရ26ကိုခိတ္တတရင်မှူးဘုံမှုကျော်စရာလေးဒီတိုင်မြို့ဖကော်မတီအဖွဲ့ဝင်ဦးစံထောင်းနဲ့အစိုးရစက်မှုလက်မှုသိပ္ပံတီးတဲ့ကျောင်းဟုတ်ဦးထောင်ကျင်းခိုင်တို့အားနေရာယူပေးကြပါရန်လေးစားစွာတင်ပြအပ်ပါရရှင်မင်္ဂလာချိန်ကြရောက်လာပြီဖြစ်တဲ့အတွက်ဖဲကျူးဖြတ်ဖွင့်လှစ်ပေးနိုင်ပါရန်တင်ပြအပ်ပါရရှင် Ready? 1, 2, 3. 2024ခု
ဒီဇင်ဘာလ12ရက်နေ့တွင်ဒီတင်မြို့မှာအစိုးရစမှုလက်မှုသိပ္ပံဖွင့်ပွဲစတင်သွားပြီဖြစ်တဲ့အတွက်အားလုံးလက်ခေါ်အားပါလေးများဆက်လက်ချင်းမြင့်ပေးကြပါဦးလားရှင်ခုဆက်လက်ပြီးတော့စူပေါင်းမတန်းတင်တပ်ပုံရိုက်ကူးခြင်းအစီအစဉ်ပဲဖြစ်ပါရဲ့ရှင်သိပ္ပံနဲ့နည်းပညာဝန်ကြီးဌာနအစိုးရစမှုလက်မှုသိပ္ပံတည်တည်ဖွင့်ပွဲအခမ်းအနားအောင်မြင်စွာပြီးမြောက်ကြောင်းသိရပါရရှင်ကျွမ်းလာကြပါသောဂုဏ်သီရှိအဲ့ဒီတော်လူချင်းများရှင်ဒုတိယပိုင်းစီစဉ်များကိုခမ်းမတွင်ကြီးပသွားမှာဖြစ်တဲ့အတွက်ခမ်းမတွင်သောနေရာယူပေးကြပါရန်ပန်ကြားပါရရှင်Aku dintangin mo lang lasak talaga. အားလုံးမတက်ရောက်ပေးကြပါရှင်အားလုံးထိုင်နေပါပြီရှင်အားလုံးပဲမင်္ဂလာပါရှင်ယခုဆက်လက်ကျင်းပပြုလုပ်သွားမယ့်ခန္ဓာကတော့သိပ္ပံနဲ့နည်းပညာဝန်ကြီးဌာနအစိုးရစက်မှုလက်မှုသိပ္ပံတည်တည်မောင်မဲသတွေကျူးစုပွဲနဲ့တင်နန်းဖွင့်ပွဲခန္ဓာပဲဖြစ်ပါရရှင်အခမ်းအနားစီစဉ်များကိုကြိုတင်ဖြည့်ဝေပြီးဖြစ်တဲ့အတွက်အစီအစဉ်အရသိပ္ပံနဲ့နည်းပညာဝန်ကြီးဌာနအစိုးရစက်မှုလက်မှုသိပ္ပံတည်တည်မောင်မဲသတွေကျူးစုပွဲနဲ့တင်နန်းဖွင့်ပွဲခန္ဓာစတင်ကြောင်းကျင်းညာပါရှင်ဆက်လက်ပြီးအစီအစဉ်အရမင်္ဂလာပါသချင်းဖြင့်တီဆိုဖြောပြပေးပါရန်အထာကတိတည်တည်ကျောင်းသားကျောင်းသူများအားဖိတ်ခေါ်အပ်ပါရရှင်
အဖွဲ့ပြည်내ဝင်ကြီးချုပ်ကိုစားခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌခရိုင်အုပ်ချုပ်ရေးမှူးဦးအောင်ချန်းကအဖွဲ့မှစကားပြောကြားပေးပါရန်လေးစားစွာတင်ပြပါရရှင် အားလုံးနဲ့ပြောဒီနေ့ဒီမှာပြုလုပ်တဲ့အစိုးရစံမှုလုပ်တဲ့ပြည်နယ်ပုံမှန်ခန်းအောင်တရားရတဲ့ကျေးဇူးအထူးပုံမှန်များမြို့နယ်စီမံအုပ်ချုပ်ရေးပုံမှန်များခလာများ69ချိန်တိုင်းမှာခိတတဲ့မြို့နယ်ရာရှိများတော့ခရိုင်မြို့နယ်စဉ်ခလာဆိုင်အကြီးအကဲများလူကြီးမျိုးပါများဘာသာရေးကောင်းတော်များအစိုးရစံမှုလုပ်တဲ့ကျောင်းကြီးနဲ့ဆရာဆရာမများဝန်ထမ်းများကျောင်းသားကျောင်းသူများနောက်ဗေဒနာတော်အဲ့ဒီလိုများအားလုံးစိတ်ချမ်းသာတဲ့ကိုယ်ကျမ်းမာခြင်းများနဲ့ပြည့်စုံကြပါစေ။ဥစွာပနာမဆုတောင်းမြတ်တာဆုတောင်းပါတယ်။ဒီနေ့ဘုမကရာကျမ်းပါပြုလို့တဲ့အစိုးရစံမှုလုပ်မှုပြည်ကတည်နေရဆိုရင်အတိတ်ကနဲ့ပညာဝိညာဏဒီပညာတမွေးပညာနဲ့လေ့ကျင့်ရေးဥပဒေကလက်အောက်မှာရှိတဲ့ကျောင်းကျောင်းဖြစ်ပြီးတော့ပါချင်းမြင့်တဲ့အတွင်းမှာအစိုးရစံမှုလုပ်မှုပြည်ကဟာကားပြီးဒုတိယမြောက်ဖွင့်လှစ်ရရှိတဲ့ကျောင်းပဲဖြစ်ပါတယ်။ဒီကနေ့ဒီပညာဝိညာဏလက်အောက်မှာအစိုးရဒီပညာပေါ်လေတိတ်တံကျောင်းများအသက်မွေးပညာသင်တန်းကျောင်းများနဲ့အခြေခံပညာနဲ့စက်မှုစက်ပြုံးမှုရေးအထက်တန်းကျောင်း133ကျောင်းရှိတဲ့နဲ့အစိုးရစက်မှုလုပ်မှုတိတ်တံ33ကျောင်းရှိပါတယ်။ယခင်ကျောင်းပေါင်း30ရှိတဲ့အနေကယခုနှစ်2024 2025ပညာသင်နှစ်မှာဆိုရင်ကျွန်တော်တို့ဒီနေ့ပေါင်းတယ်3ကျောင်းထပ်မံတိုးချက်ဖွင့်လှစ်ရရှိခဲ့တာဖြစ်ပါတယ်။ဒီနေ့ကိုယ်ဝဲကျမပြုလုပ်တဲ့အစိုးရစံမှုလုပ်မှုတိတ်ကံတည်တည်ဖြစ်ပေါ်လာဖို့အနေငယ်ရှင်းတင်ပြနေတယ်။ဒီကျောင်းကဆိုလို့ရှိရင်2008ခုနှစ်မှာစံမှုလုပ်မှုသင်တန်းကျောင်းဖြစ်စတင်ဖွင့်လှစ်ခွင့်ရရှိခဲ့ပြီးတော့မှ2010ခုနှစ်မှာတော့အစိုးရဒီပညာအထက်တန်းကျောင်း GTHS အဖြစ်တိုးမြင့်ဖွင့်လှစ်ခွင့်ရရှိခဲ့ပါတယ်။2022ခုနှစ်မှာဒီနေ့မျိုးကိုခရိုင်အဆင့်မျိုးဖြစ်တဲ့တိုးချက်ဖွဲ့စည်းပြီးတဲ့နောက်မှာခရိုင်မျိုးအင်္ဂါရဲနဲ့အညီဖြစ်စေဖို့အတွက်အစိုးရဒီပညာအထက်တန်းကျောင်း GTHS အဆင့်ကနေပြီးတော့ပြီးခဲ့တဲ့2023ခုနှစ်အောက်တိုဘာလ4ရက်နေ့မှာတော့ဒီအစိုးရစံမှုလုပ်မှုတိတ်ပံ PGTI အဆင့်တိုးမြင့်ဖွင့်လှစ်ခွင့်ရရှိပြီးချင်းပြည်နယ်အစိုးရဖွဲ့အနေနဲ့တော့တစ်ဆင့်အစီအမံရေးသားတင်ပြခဲ့တဲ့ပုံမှာတိတ်ပံနဲ့ဒီပညာဝန်ကြီးဌာနဝန်ကြီးရုံးရဲ့9ရက်5လ2024ရက်စွဲပါစမှတ်တဲ့အဆင့်တိုးမြင့်ပြင်ဆင်ဖွဲ့စည်းခွင့်ရရှိခဲ့ဖြစ်ပါတယ်။အခုလိုအစိုးရစံမှုလုပ်မှုတိတ်ပံပြည်နယ်ဖွင့်လှစ်ခွင့်ရရှိခဲ့တဲ့အတွက်ပြည်နယ်ပြည်အတွင်းမှာရှိတဲ့မြို့နယ်တွေအတွင်းမှာဒေသဖွံ့ဖြိုးရေးနဲ့ပြည်သူများရဲ့လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုကိုအထောက်အကူပြုစေနိုင်မှာဖြစ်ပြီးတော့အရေးရှင်းပြသွားတဲ့လူစွာရင်းမြစ်တွေငွေထုတ်ပေးနိုင်တော့မှာဖြစ်တဲ့အတွက်နိုင်ငံတော်အစိုးရနဲ့တိတ်ပံနဲ့ပြည်ပညာဝန်ကြီးဌာနတို့ညာစွာကျေးဇူးတင်ဝမ်းမြောက်ပါကြောင်းပြောကြားလိုပါတယ်။နိုင်ငံတော်အစိုးရအနေနဲ့ပညာရေးကဏ္ဍမှာအခြေခံပညာကဏ္ဍအဆင့်မြင့်ပညာကဏ္ဍတို့သာမကဤပညာနဲ့တမိုးပညာကဏ္ဍမှာလည်းကျောင်းသင်များတိုးချက်ဖွင့်လှစ်ခြင်းနဲ့လူစွာအရင်းမြစ်ဖွံ့ဖြိုးမှုသင်တန်းများတိုးချက်ဖွင့်လှစ်ခြင်းတွေကိုလှုပ်ဆောင်နေတာတွေ့ရပါတယ်။ဒါဆိုလို့ရှိရင်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကချမှတ်ထားတဲ့ရှေ့လုပ်ငန်းစဉ်9ရက်နောက်ဥပဒေချက်9ရက်ထဲကနေပြီးမှလူမှုရေးဥပဒေချက်1ရက်ဖြစ်တဲ့တနိုင်ငံလုံးအသိပညာတက်ပညာညီမတို့တက်စီကွန်ထရိုးမှုထောက်ကူပညာရှင်များထုံးကားလာစေအတွက်လူတိုင်းလက်လက်မိပြီးဘက်စုံပညာရေးစနစ်ကိုအကောင့်ထဲပေါ်ဆောင်ရေးဆိုတဲ့အချက်ကိုလက်တွေ့အကောင့်ထဲပေါ်ဆောင်ရေးနဲ့ဖြစ်ပါတယ်။မိမိတို့နိုင်ငံရဲ့စီးပွားရေးတိုးတက်ရေးကိုအလေးထားဆောင်ရွက်နေတာဖြစ်တဲ့အတွက်ဤပညာဉာဏ်ရည်နဲ့အတတ်ပညာရှင်တွေလုပ်ငန်းဝင်တဲ့ကိုင်ကြီးရဲ့ကျွမ်းကျင်လူသားတွေများစွာလိုအပ်လျက်ရှိပါတယ်။ကျွမ်းကျင်မှုရှိမှသာအလုပ်ကိုင်ခွင့်လန်းပုံမူကောင်းမှုပြီးမိမိတို့နိုင်ငံရဲ့လူမှုစီးပွားဘဝပုံမူဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပါတယ်။အခြားနိုင်ငံရဲ့အခြားဒေသတွေမှာလည်းဤပညာနဲ့တမိုးဝန်ဆောင်ဆိုင်ရာသင်တန်းတွေကိုဒေသလိုအပ်ချက်ပေါ်မှာတည်ပြီးတော့မှဖွင့်လှစ်နေကြတာကိုတွေ့မြင်ကြရမှာဖြစ်ပါတယ်။ယခုချိန်မှာမိမိတို့နိုင်ငံမှာမူလတန်းနဲ့လေတန်းပညာရေးကိုအခမဲ့ပညာရေးဖြစ်စတင်ရ
ကြီးမားဆောင်ရွက်နေတာဖြစ်ပေမဲ့ပညာရေးပြီးဆုံးအောင်မတက်ရောက်နိုင်တဲ့အရေးအတွက်များပြားနေစေဖြစ်နေတာကိုတွေ့ရပါတယ်ဒီလိုအထက်တန်းပညာဆက်လက်မစည်းဘူးလို့ပဲတမွေးပညာရေးများကိုစိတ်ဝင်စားတဲ့ကျောင်းသားကျောင်းသူများအတွက်ဒီပညာနဲ့တမွေးပညာရေးများနဲ့ချိတ်ဆက်ပေးနိုင်မှုအတွက်အခြေခံပညာအထက်တန်းကျောင်းတွေမှာစက်မှုဘာသာရဲ့စိုက်ပျိုးရေးဘာသာရဲ့မွေးမြူရေးဘာသာရဲ့တွေကိုတွဲဖက်သင်ကြားပေးရရှိပါတယ်ချင်းပြည်နယ်အတွင်းမှာ Comprehensive University ဒီကျောင်းဤပညာနဲ့တမွေးပညာရေးများသင်ကြားပေးသည့်ကျောင်းများအနေနဲ့အစိုးရစံမှုသိပ္ပံတစ်ကျောင်းအစိုးရဤပညာထက်တန်းကျောင်းတစ်ကျောင်းစိုက်ပျိုးရေးသိပ္ပံကျောင်းတစ်ကျောင်းရေကန်းသင်တန်းကျောင်းနှစ်ကျောင်းအခြေခံပညာနဲ့စက်မှုစိုက်ပျိုးမှုရေးထက်တန်းကျောင်းတစ်ကျောင်းတို့ကိုဖွင့်လှစ်သင်ကြားပေးခဲ့ပြီးယခုကမှာအစိုးရစက်မှုသိပ္ပံကျောင်းတစ်ကျောင်းကိုထပ်မံပုံမြင်ဖွင့်လှစ်သင်ကြားနိုင်တော့မှာဖြစ်ပါတယ်အစိုးရစက်မှုသိပ္ပံနဲ့အစိုးရဤပညာထက်တန်းကျောင်းတွေမှာပုံမှန်ဖွင့်လှစ်သင်ကြားနေတဲ့ပုံမှန်သင်တန်းများအပြင်ကာလတူအချိန်မှန်သင်တန်းများဖွင့်လှစ်ပြီးဒေသခံလူငယ်တွေအတွက်တမွေးဝမ်းကြောင်းပြုလုပ်နိုင်မှုအတွက်ပညာရပ်တစ်ခုကိုပိုင်နိုင်စွာရရှိအောင်သင်ကြားပေးဖို့လည်းလိုအပ်ရရှိပါတယ်။ချင်းပြည်နယ်အစိုးရအဖွဲ့အနေနဲ့ယခုလက်ရှိဖွင့်လှစ်ခွင့်ရရှိတဲ့အစိုးရစက်မှုလက်မှုသိပ္ပံတည်တည်အတွက်ရည်ရှိတည်ရပြီးအောင်မြင်စွာဆောင်ရွက်နိုင်တဲ့သိပ္ပံတစ်ခုဖြစ်အောင်တအားဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပြီးမှဖြစ်တယ်ဆိုတဲ့အကြောင်းလည်းသိရှိရပါတယ်။ယခုချိန်မှာပြည်သူများဒေသခံအမှန်တကယ်အသုံးချရင်လိုအပ်နေတဲ့ဤပညာနဲ့တမွေးပညာသင်တန်းတွေကိုအစိုးရစက်မှုလက်မှုသိပ္ပံတည်တည်မှာစတင်သင်ကြားတော့မှာဖြစ်ပါတယ်။ AGTI 3 နှစ်တာကာလမှာဒီပလိုမာသင်တန်းများဖြစ်တဲ့မြို့ပြအင်ဂျင်နီယာ Civil Engineering ညက်စစ်စွမ်းအင်ဂျင်နီယာ Electrical Power Engineering နဲ့စက်မှုလက်မှုအင်ဂျင်နီယာ Mechanical Engineering သင်တန်းများဖွင့်လှစ်သင်ကြားပေးမှာဖြစ်ပြီးတော့မှ Diploma in Engineering လက်မှတ်ရ Technician များကိုမွေးထုတ်ပေးနိုင်တော့မှာဖြစ်တဲ့အတွက်များစွာဂုဏ်ယူပါကြဖို့လည်းပြောကြားလိုပါတယ်။အစိုးရစံမလုံးမှုသိပ္ပံတည်တည်ရာယခုနှစ်မှစတင်ဖွင့်လှစ်ခွင့်ရရှိတဲ့အကြောင်းဖြစ်တဲ့အတွက်ကျောင်းရဲ့လိုအပ်ချက်တွေကိုလည်းပြည်내အစိုးရအဖွဲ့အနေနဲ့တက်နိုင်တဲ့လောက်ဖြည့်ဆည်းဆောင်ရွက်ပေးမှာဖြစ်ပြီးတော့မှတက်ရောက်ပညာသင်ကြားတဲ့ကျောင်းသားကျောင်းသူတွေကိုလည်းသိပ္ပံနဲ့ဒီပညာဝန်ကြီးဌာနကဘယ်လောက်ကိုထောက်ပံ့ငွေကျပ်3000တားစဉ်ထောက်ပံ့ပေးမှာဖြစ်တဲ့ပြင်ပြည်내အစိုးရအဖွဲ့အနေနဲ့လည်းဒီကြားထောက်ပံ့မှုတွေပြုလုပ်ပေးမှာဖြစ်ပါတယ်။ဒီကုန်းတို့ပြည်내ပြောကြားလိုတာတော့မိမိတို့ချင်းပြည်နယ်ပြည်ထောင်ခရိုင်အနေနဲ့ယခုလိုအစိုးရစံမှုလက်မှုသိပ္ပံကျောင်းတစ်ကျောင်းကျောင်းတစ်ကျောင်းအနေနဲ့ပေါ်ထွက်လာခြင်းပုံမှာသိပ္ပံနဲ့ဤပညာဝန်ကြီးဌာနဤပညာတမွေးပညာနဲ့လေ့ကျင့်ရေးဦးစီးဌာနကိုများစွာကျေးဇူးတင်ရှိပါကြောင်းနဲ့ဤပညာနဲ့တမွေးပညာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက်ဒေသတွင် Tibet State ဟိုတာများစက်ရုံလုပ်ရုံများမှာလုပ်ငန်းရှင်များနဲ့ချိတ်ဆက်ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့ကိုဝိုင်းဝန်းပံ့ပိုးပြီးပေါင်းဆက်ကူညီဆောင်ရွက်ပေးသွားမှာဖြစ်ပါကြောင်းပြောကြားလိုပါတယ်။သိပ္ပံနဲ့ဤပညာကဏ္ဍဖွံ့ဖြိုးတိုးတက်လာပါကတိုင်းဒေသကြီးပြည်နယ်များနဲ့နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်တစ်ဖက်တစ်လမ်းကအထောက်အကူရရှိမှာဖြစ်တဲ့အတွက်အားလုံးပူးပေါင်းပါဝင်ကြိုးစားဆောင်ရွက်ဖို့လိုအပ်ပါကြောင်းနဲ့ဒီကျောင်းကိုတရားဝင်ရရှိတဲ့ကျောင်းသားကျောင်းသူတွေအနေနဲ့လည်းကျောင်းကသင်ကြားပေးတဲ့ဘာသာရပ်တွေကိုစိတ်ဝင်စားလေ့လာပြီးရပါကျောင်းကသတ်မှတ်တဲ့စီမင်းစည်းကမ်းတွေကိုလေးစားလိုက်နိုင်တာပါကျောင်းကသင်ကြားပေးတဲ့စက်မှုလက်မှုဘာသာရပ်တွေကိုကျွမ်းကျင်စွာတက်မြောက်ပြီးတော့ပါလက်တွေ့နယ်ပယ်မှာအကျိုးရှိအသုံးချနိုင်တဲ့မိမိအတွက်မိမိဒေသအတွက်မိမိမိသားစုအတွက်တိုင်းပြည်အတွက်အကျိုးရှိတဲ့ပုံပုံများဖြစ်အောင်ကြိုးစားကြပါလို့တိုက်တွန်းပြောကြရင်ညီကုန်းချို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဆက်လက်ပြီးအစီအစဉ်ကတိတ်ခါတော်ရဆရာတော်ကြီးများကကောင်းချီးမင်္ဂလာဆုတောင်းပေးခြင်းအစီအစဉ်ဖြစ်တဲ့အတွက်ဆုတောင်းပေးနိုင်ပါရန်ပန်ကြားအပ်ပါရရှင်။ဒီမျိုးပေါ်မှာရှိတဲ့ဘာသာရေးကောင်းဆောင်ပိတ်ခါရဆရာပရောများကိုပိတ်ချ
ဖြစ်ပါတယ်ဆရာတို့ဒီလိုပြုပြီးဆင်မြတ်ပေါ်ကိုကြောက်ရောက်ချင်းပြုပေးကြပါရဒီနေရာနေကျွန်တော်တို့ဒီကျောင်းတော်ကြီးအတွက်ပဲဖြစ်ဖြစ်ကျွန်တော်တို့မြို့နယ်မြို့တွေပဲဖြစ်ဖြစ်ကျွန်တော်တို့ဝိုင်းပြီးဆုတောင်းပေးကြမှာဖြစ်ပါတယ်ဆရာတို့ကိုကျွန်တော်ပေးကြပါတယ်ဆရာတော်တွေကြားထားတာတဲ့ထဲကနေကျောင်းလာနိုင်ကြတဲ့ဆရာတော်တွေသူကျေးဇူးတင်ပါတယ်ကျွန်တော်တို့ရဲ့တကြွတဲ့ကျွန်တော်တို့ရဲ့အစဉ်ပြေတဲ့ဘာသာစကားနဲ့ပဲကျွန်တော်တို့ဆုတောင်းမှာဖြစ်ပါတယ်နောက်ဆုံးမှာကျွန်တော်ဒီကုန်းချုပ်ကြီးနဲ့တောင်းမှာဖြစ်ပါတယ်Chichen started to some of the tower and so forth. Corrosion, Toro, Tirimune, Tirimatu, corrosion, Pinsin Talo, near people, the Pan, Piale, Fishy with Pillows of Buddha Muchimova. He ching under there, he Jauno Jetre, Quiniquinco, corrosion, Pitanamo, Domusala, Selay, Sia Siama, Sia Jimia. ကျောင်းသူကျောင်းသားများဒီကျွန်တော်တို့ကိုဥဆောင်မှုရပြုလို့အုပ်ချုပ်ရေးအဖွဲ့များနဲ့ဌာနဆိုင်ရာများကိုလည်းကိုရှင်ကောင်းကြီးပြီးတော်မူပါဒီနေ့ရဲ့ကိုလိုရှင်ကိုချင်းတော်ပါ၏ဆယ်လေးကိုလိုရှင်ရှင်သာကြီးပွားစေမီအကြောင်းကိုလိုရှင်သာအနန္တခရစ်တော်နာမတော်၌ယေရှုတော်အလုံးစုံကိုချင်းမလဲဆုတောင်းဆက်ကကြပါလိမ့်ပါဗျာခင်အာမင် ကျောင်းတော်အတွင်းရှိပါစေတဲ့ချင်းချင်းဒီတရုတ်ကပြပြောပြီးသွားမယ်။ကာဇန်ကျေးရွာရည်ကြီးမှုဖွင့်ရာဖိတ်ခေါ်ပါရရှင်။
ဆက်လက်ပြီးအစီအစဉ်အရချင်းပြည်နယ်အစိုးရဖွဲ့မှပံ့ပိုးထောက်ပံ့ငွေ7သိန်း100အားပြည်နယ်ဝန်ကြီးချုပ်ကိုစားခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှခရိုင်အုပ်ချုပ်ရေးမှူးဦးအောင်ချိုင်းမင်းကထောက်ပံ့ပေးအပ်ပေးပါရန်နှင့်အစိုးရစမှုလက်မှုသိပ္ပံကျောင်းဦးထောင်ပြုခိုင်ကလက်ကမ်းပေးပါရန်လေးစားစွာပန်ကြားအပ်ပါရှိ ဆက်လက်ပြီးအစီအစဉ်ရအချိန်ကမောင်းတဲ့အတာဖြင့်ကပြဖြုံးပြီးပေးပါရန်အားချကတိကြီးတွေမှာတောင်းတတောင်းမှုများဖိတ်ခေါ်ပါရှင် Oh
စဉ်အရဒီတဲ့မြို့လူမျိုးပါကော်မတီအဖွဲ့ဝင်ဦးစံထောင်းကကျေးဇူးတင်စကားပြောကြားပေးပါရန်ပန်ကြားအပ်ပါရရှိ ဒီနေ့လိုကျွန်တော်ဒါတွေ့ရှိစရာကောင်းတဲ့နေ့ဒီမှာဒီကဲလို့မျိုးပါကိုစားနေပြီဖြစ်ဒီမျိုးသားအားလုံးကိုစားလို့ဖြစ်ဒီမျိုးနယ်မှာရှိတဲ့လူအားလုံးကိုစားလို့ဖြစ်ကျေးဇူးတင်ပါတယ်ကျော်ကြပြင်ပေးသနာလို့ပြောပြခင်ကိုဆိုရကျေးဇူးတင်ကြောင်းကျွန်တော်ပြောကြားလိုပါတယ်ဒီလိုခန္ဓာမြို့မှာတယောက်လာကြတဲ့ပြည်ခရိုင်အချုပ်ရင်းမှုနဲ့ခရိုင်စစ်ဌာနဆိုင်ရာအကြီးအကဲများမြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌများမြို့နယ်စစ်ဌာနဆိုင်ရာအကြီးအကဲများရဲ့ဘာသာရေးအသေးအဖွဲအပြီးမှဆရာတော်များနဲ့မြို့ပါများကျောင်းဆရာမများနဲ့ကျောင်းသူကျောင်းသားအားလုံးဘုရားခင်ရဲ့လူသားဖြစ်ကြွရောက်တဲ့ဒီဇင်ဘာလမှာဒီကဲလို့အခွင့်အခါကောင်းသမျှပေးတော်မူတဲ့ဘုရားရှင်ထံကနေညီကချင်းတရားချင်းပြည့်စုံခြင်းနဲ့စိတ်ချမ်းသာခြင်းဝိချမ်းသာခြင်းနဲ့ပြည့်စုံပါစေကြောင်းဦးစွာပထမလောဘစက်တာလုပ်ရတယ်ဒီလိုခန္ဓာနိပညာတဲ့မွေးပညာနဲ့လေ့ကျင့်ရေးကဏ္ဍမှာမရှိမဖြစ်လိုအပ်တဲ့အင်ဂျင်နီယာအပညာရှင်တက်နီရှင်များအတွက်မွေးထုတ်ပေးမဲ့စက်မှုအစိုးရစက်မှုလည်းမသိပါကြောင်းတဲ့ကြောင်းချင်းပြည်နယ်မှာထပ်မံပြည့်ပေးနိုင်တဲ့အတွက်ကျက်တဲ့မင်္ဂလာရှိတဲ့နေ့တစ်နေ့ဘုရားခင်ရဲ့စီမံပေးတဲ့နေ့တစ်နေ့ဖြစ်တယ်လို့လည်းကျွန်တော်ခံယူပါတယ်ပြည်နယ်နဲ့တိုင်းဒေသခြေတီးမှာရှိတဲ့လူငယ်လူရွယ်များနေတဲ့အင်ဂျင်နီယာတွေအတတ်ပညာရပ်များကိုလေ့လာသင်ယူပြီးရရှိစေရတဲ့ဒေတာကွန်ပျူတာရေးနဲ့ပြည်သူများရဲ့လူမှုစီးပွားရေးဘဝဖွံ့ဖြိုးတိုးတက်ရေးကိုအထောက်အကူပြုစေနိုင်တဲ့ရည်ရွယ်ချက်နဲ့ယခုလက်ရှိပညာသင်နှစ်မှာချင်းပြည်နယ်အတွင်းမှာဒီမျိုးအစိုးရစံပေါ်မှုသိပ္ပံဒီကျောင်းတစ်ခုနဲ့ပြည်လိုက်တဲ့ဒီကျောင်းရဲ့တိရှိရတဲ့တွေလက်ရှိပြည်ထားတဲ့အစိုးရစံပေါ်မှုသိပ္ပံကျောင်းများတွေလုပ်ငန်းလိုအပ်ချက်များဆုံးဖြစ်တဲ့မြို့ပြအင်ဂျင်နီယာဘာသာရပ်လက်ရှိစွမ်းအားအင်ဂျင်နီယာဘာသာရပ်နဲ့စက်မှုအင်အားအင်ဂျင်နီယာဘာသာရပ်များကိုလေ့ကျင့်သင်ကြားပေးမယ်ဒီကြောင့်လည်းသိရှိရဖို့သူရဲ့ကျေးဇူးတင်ပါတယ်ပြီးတော့အခုဖွင့်လိုက်တဲ့အစိုးရစက်မှုလက်မှုသိပ္ပံအသေးတွေနိုင်ငံတော်အတွက်လိုအပ်နေတဲ့အဖက်ဖက်မှာအင်ဂျင်နီယာပညာရှင်များမွေးထုတ်ပေးနိုင်တာလည်းလုပ်ငန်းလိုအပ်ချက်အများဆုံးဖြစ်တယ်လို့အင်ဂျင်နီယာဘာသာကြီး300ဘာသာရလိုက်ကျွမ်းကျင်တဲ့ဆရာကြီးဆရာမကြီးများတင်ကြားပို့ချပြီးပညာသင်ကြားပြီးတော့ပါက AGTI ဒီပလိုမာလက်မှတ်ပေးရချီးမြှင့်မယ်ဖြစ်ကြောင်းလည်းကြားသိရဖို့အထူးဝမ်းမြောက်ကျေးဇူးတင်ပါတယ်လက်ရှိမှာဖွင့်ပေးတဲ့အစိုးရစံမှုလက်မှုသိပ္ပံကျောင်းမှာတိကလူဝင်ဆောင်ဝေးပွဲအောင်မြင်သူများဝင်ခွင့်ပေါ်ယူထားလို့တစ်ဖက်မှာလည်းအစိုးရနည်းပညာဖြစ်တဲ့ကျောင်းများထူးချွန်တဲ့
ကျောင်းသားများကိုလည်းအစိုးရစက်မှုလက်မှုသိပ္ပံကျောင်းများတို့ပေါင်းမှုတယောက်ဖြစ်ရရှိစေရလမ်းကြောင်းများကိုလည်းဆက်လက်ဆောင်ရွက်ပေးထားပြီးဖြစ်ကြောင်းဤကျောင်းကထူးချွန်ဒီကျောင်းကနေထူးချွန်အောင်မြင်သူများနည်းပညာကောလိပ်နည်းပညာတက္ကသိုလ်များကိုဆက်လက်ပြီးတရားခွင့်ပေးမယ်ဆိုတဲ့အကြောင်းလေးတရားတရားလို့ကျောင်းသားများအတွက်များစွာသောအခွင့်အလမ်းကောင်းရရှိမှာတော့ဧကမုခဖြစ်ပါတယ်အစိုးရစက်မှုလက်မှုသိပ္ပံတင်ကျောင်းကိုအရေးသွေးမြင့်မာတဲ့တင်ကြားတင်ယူနည်းစနစ်များတင်ယူကျွမ်းများခင်မီတင်ထောက်မှုပစ္စည်းများနဲ့ခင်မီလက်တွေ့ခါအသုံးပစ္စည်းများစာကြည့်လိုက်များစတဲ့လိုအပ်တဲ့ facility များကိုအပြည့်အစုံဖြစ်စီထားတဲ့ကိုတွေ့ရှိရပြီးလေးလာတဲ့ဆိုရင်ဝေဖန်ပိုက်ချနိုင်မှုစွမ်းရည်လုံဆောင်နိုင်မှုစွမ်းရည်များဖြစ်ရတဲ့အင်ဂျင်နီယာအတတ်ပညာရှင်များဖြစ်လာအောင်လေးချက်တင်ကြားမွေးထုတ်ပေးတော်မှာဖြစ်ကြောင်းလည်းယုံကြည်အားကိုးပါတယ်။ဤကြောင့်ဒီလိုအကြောင်းဖြစ်ပေါ်လာတဲ့အတွက်ကျွန်တော်တို့ဆယ်စုနှစ်3စုလောက်ကနေကျွန်တော်တို့ရှေ့ကမျိုးပါမှာများဖြစ်တဲ့ကျွန်တော်တို့ရဲ့အဘိုးဘွားတွေကနေဆက်လက်ပြီးကြိုးစားလျှောက်ထားတဲ့အချိန်များလည်းရှိပါတယ်အရင်ကကျွန်တော်တို့ချင်းပြင်းတဲ့ပြောင်းလို့ဖြစ်တဲ့ဥတင်လာသူ့အချိန်လုံးကလည်းဖြစ်ဖြစ်ဦးဟုံငိုင်းပြည့်ချိန်လုံးကလည်းဖြစ်ဖြစ်ဒီတပရာတိတ်စိန်ခရစ်စမာပဲဖြစ်ဖြစ်ပြီးတော့ဥရှိမခရစ်စင်ပြီးကျွန်တော်ရဲ့အရင်ကနိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်တော်ဆန်းစုကြည်စီမံပဲဖြစ်ဖြစ်ပြီးတမရဦးထင်ကျော်စီမံပဲဖြစ်ဖြစ်ကျွန်တော်တို့တောင်းလျှောက်တင်ပြခဲ့မှုပါတယ်အဲ့ဒါကိုကျွန်တော်တို့အစိမပြေခဲ့သေးပေမဲ့ကျွန်တော်တို့ရဲ့ရှေ့ကနေဥဆောင်သွားတဲ့တိတိမျိုးရဲ့မျိုးမိမျိုးမှအများသူတို့ရဲ့ကြိုးစားအထောက်သူတို့ရဲ့လမ်းပြပို့ဆောင်မှုအဖြစ်ဒီနေ့ဒီချိန်ခါမှာဒီလိုကျွန်တော်တို့ကြောင်းတော်ကြီးကိုဖွင့်လှစ်နိုင်ခြင်းဖြစ်တဲ့အတွက်အထူးပဲကျေးဇူးတင်ကြောင်းနဲ့ကျွန်တော်ထပ်မံပြီးဝေငှလိုပါတယ်အဲ့လိုပဲကျွန်တော်တို့တမျိုးနဲ့လုံးတမျိုးသားလုံးပုံစားဒီကြောင်းတော်ကြီးဖြစ်မြောက်စေအတွက်အခုလက်ရှိမှာကျွန်တော်တို့ပြည်နယ်အစိုးရခရိုင်အစိုးရမြို့နယ်အစိုးရဖြစ်ဖြစ်ဌာနဆိုင်ရာများဖြစ်တဲ့ဆရာဆရာမများနေပတ်ဖို့ကူညီထောက်ပံ့ပေးခြင်းအဖြစ်ထောက်ပံ့ပေးခြင်းအဖြစ်ဒီလိုမျိုးဖြစ်လာနိုင်ခြင်းဖြစ်တဲ့အကြောင်းလည်းကျွန်တော်ကျေးဇူးတင်အားပြောကြားလိုပါတယ်အဲ့လိုပဲကျွန်တော်တို့စက်မှုလည်းအထက်တန်းကနေဒီ GDI စက်ဖြစ်မြောက်အောင်အရင်ကြောင်းစဖို့တည်းကကျောင်းဆရာကြီးများဆရာမကြီးများကျွမ်းကျင်သင်ကြားမှုချပေးနိုင်တဲ့ဆရာမများပဲဖြစ်ဖြစ်ကျောင်းသားပြီးဆုံးသွားတဲ့ကျောင်းသားများပဲဖြစ်ဖြစ်သူတို့ရဲ့ကြိုးစားမှုကြိုးပမ်းမှုအားဖြင့်ကျွန်တော်ကျောင်းတော်ကြီးဟာဒီနေ့ကျွန်တော်ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်ပါတယ်အကောင်အထည်ပေါ်နိုင်ခဲ့ခြင်းဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့အတွက်စီစဉ်ထောက်ခံပူဆောင်ပေးတဲ့လူချင်းမင်းအားလုံးကိုကျွန်တော်တို့တည်တည်မြို့သားလုံးကနေအထူးကျေးဇူးတင်ကြောင်းလည်းထပ်ပြီးကျွန်တော်ပြောကြားလိုပါတယ်အဲ့လိုပဲကျောင်းမှာပူဆောင်ဖွင့်တာလည်းဖြစ်ပါသေးတယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့ဆရာကြီးဆရာမကြီးများကျွန်တော်တို့ရဲ့ပြည်နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ကနေတအားကူညီပံ့ပိုးပေးတဲ့ငွေသားဖြစ်တော်ကောင်းစက်ကရိယာဖြစ်တော်ကောင်းမျိုးကျွန်တော်တွေ့ရှိရတယ်အထူးဝမ်းသာကျင်းနေမိပါတယ်အဲ့လိုပဲဆက်လက်ပြီး
ဒီเจ้าတော်ကြီးရှင်သာနိုင်မှုတာမောပဲနဲ့ဖွံ့ဖြိုးတိုးတက်နိုင်ဖို့အတွက်လည်းဆရာတော်ကြီးများစုတောင်းပေးခြင်းအဖြစ်တော်တော့ဆက်လက်ပြီးတာဝန်နဲ့ကျွန်တော်တို့ကိုတွဲဖို့တဲ့လူကြီးမင်းများအနေနဲ့ဆက်လက်ပြီးကျွန်တော်တို့ကိုအထူးပတ်ဖို့ပေးဖို့ရတယ်ကျွန်တော်ဒီနေရာကနေမြို့နယ်အားလုံးမြို့နယ်မှာရှိတဲ့လူအားလုံးကိုစားကျွန်တော်အထူးမေတ္တာရက်ခံပါပါတယ်ဒီကုန်းချုပ်အနေနဲ့နိုင်ငံနိုင်ငံကိုအတော့ရှိတည်တတ်ခံရပြီးဒီပေါင်းဆောင်မှုတွေတိုးတက်လာတဲ့အတွက်နိုင်ငံနိုင်ငံသားတို့ဟာပညာရေးအရေးကြီးပါကြောင်းဒါပေမဲ့အဲ့လိုပဲပူပေါင်းဆောင်ရွက်ရမယ့်ဌာနများမိမိတို့ဒေသခံများအနေနဲ့နိုင်ငံတော်အတွက်လိုအပ်နေတဲ့အင်ဂျင်နီယာအတတ်ပညာရှင်များနည်းပညာဆိုင်ရာကျွမ်းကျင်ပညာရှင်များနဲ့ကျွမ်းကျင်လုပ်သားများကိုစနစ်တကျလေ့ကျင့်မွေးထုတ်ပေးနိုင်ရေးအတွက်လမ်းညွှန်မှုပူပေါင်းဆောင်ရွက်မှုလိုအပ်သောပံ့ပိုးမှုများဖြင့်ဒီเจ้าတော်ကြီးရေရှိဖွံ့ဖြိုးတိုးတက်စေရန်ဒေသပြည်သူကြီးအားထားစေရန်အတွက်ဆရာဆရာမများဝန်ထမ်းများကျောင်းသားကျောင်းသူများနဲ့အတူဝိုင်းဝန်းကြိုးပမ်းအကောင့်တွေပေါ်ဆောင်ရွက်တော်မူကိုယုံကြည်ပါကြောင်းကျေးဇူးတင်စကားကိုကြားပြောချရင်းနဲ့ညီကုန်းကြောက်ပါလေအထူးကျေးဇူးတင်ပါတယ် အခုဆက်လက်ပြီးတော့ပတ်သက်တဲ့ဒီချိန်မှာကျောင်းသားကျောင်းသူများကဇောကံသချင်းဇောကံလေးအကတို့ဖြင့်ပြောပြီးသွားမှာပဲဖြစ်ပါရဲ့ရှင်အားလုံးလက်ပုတ်တိုင်းလက်ဖြင့်ကျေးဇူးကြရပါရှင် Oh
ဒီကနေ့ကျင်းပပြုလုပ်တဲ့သိပ္ပံနဲ့ဤပညာဝန်ကြီးဌာနအစိုးရစံမှုလက်မှုသိပ္ပံဒီတိမောင်မယ်တစ်လွင်ကျိုးစုပွဲနဲ့တင်တန်းဖွင့်ပွဲအခမ်းအနားမှာဒီဆိုကပြဖြိုပြီးပေးကြတဲ့သုံးဆောင်ရင်ကြီးမှုတွားဆောင်ရင်ကြီးမှုအဖွဲ့နဲ့အထာကတိတီးတဲ့ကျောင်းသားကျောင်းသူများကိုခရစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌခရအုပ်ချုပ်ရေးမှူးကစုတော်ဝင်ကျက်တသိန်းတီတီချင်းမြင့်သွားပါလိမ့်ရှင်တို့ဖြစ်ပါ၍ခရစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌခရအုပ်ချုပ်ရေးမှူးကချင်းမြင့်ပေးပါရတဲ့တွားဆောင်ရင်ကြီးမှုအဖွဲ့ကိုစားတော်မူမှာလက်ခံပေးနိုင်ပါရန်လေးစားစွာဖွင့်ကြားအပ်ပါလိမ့်ရှင်တပွဲကိုတသိန်းစီချင်းမြင့်သွားတာဖြစ်ပါလိမ့်ရှင်တွားဆောင်ရင်ကြီးမှုအဖွဲ့ကိုစားတော်မူကိုစားတော်မူမှာလက်ခံပေးနိုင်ပါရန်ဖိတ်ခေါ်အပ်ပါလိမ့်ရှင်စုတော်ဝင်များချင်းမြင့်ပေးပါသောခရိုင်အုပ်ချုပ်ရေးမှူးအားအထူးပင်ကျေးဇူးတင်ရှိပါလိမ့်ရှင်ဆက်လက်ပြီးဒီတဲ့ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းမှူးခရိုင်ရဲတပ်ဖွဲ့မှူးဒုတိယရဲမှူးကြီးကိုကိုမှူးမှစုတော်ဝင်ချင်းမြင့်ပေးနိုင်ပါရန်နဲ့တော်စားရင်ချင်းမှုအဖွဲ့ကိုစားတဦးမှလက်ခံပေးပါရန်ဖိတ်ခေါ်အပ်ပါလိမ့်ရှင်အဖွဲ့တစ်ဖွဲ့စီကိုတသိန်းစီချင်းမြင့်သွားရတဲ့ဖြစ်ပါလိမ့်ရှင်လက်ထောက်အပ်ပါလိမ့်ရှင်ဆက်လက်ပြီးအာထာကတိဒီတဲ့ကျောင်းသားကျောင်းသူများကိုစားတဦးမှလက်ခံပေးပါရန်ဖိတ်ခေါ်အပ်ပါရရှင်ကျေးဇူးအထူးတင်ရှိပါရရှင်ဆက်လက်ပြီးတော့မှအစိုးရစံမှုလက်မှုသိပ္ပံဒီချိန်ကျောင်းကနေပြီးတော့မှတွားစားရင်ချင်းမှုအဖွဲ့ကိုစုတော်ဝင်ကျက်တသိန်းတိတိနဲ့အာထာကတိဒီချိန်ကျောင်းသားကျောင်းသူများကိုစုတော်ဝင်2သိန်းတိတိချင်းပြသွားတာပဲဖြစ်ပါရရှင်တို့ဖြစ်ပါတယ်အစိုးရစံမှုလက်မှုသိပ္ပံဒီချိန်ကျောင်းကိုဦးထံပြုခိုင်မှာစုတော်ဝင်ချင်းပြပေးနိုင်ပါရတဲ့တောင်းစားရင်ချင်းမှုအဖွဲ့ကိုစားတဦးမှလက်ခံပေးပါရန်ဖိတ်ခေါ်အပ်ပါရရှင်တဦးမှစုတော်ဝင်လက်ခံပေးပါရန်ဖိတ်ခေါ်အပ်ပါရရှင်ကျေးဇူးအထူးတင်ရှိပါရရှင်အခုဆက်လက်ပြီးတော့မှခန္ဓာစီစဉ်ရစုပေါင်းမှတ်တမ်းတင်တပ်ပုံရဲ့ကူးချင်းအစီအစဉ်ဖြစ်တဲ့အတွက်တပ်ပုံရဲ့ကူးနိုင်ပါတဲ့အတွက်ခရိုင်အုပ်ချုပ်ရေးမှူးနဲ့တပွားဌာနဆိုင်ရာအကြီးအကဲများစင်မြင့်ထက်သောနေရာယူပေးကြပါရန်ဖိတ်ခေါ်အပ်ပါရရှင်ဒီခန္ဓာတော့ဆက်ရောက်ချင်းပြကြပါတော့ခရိုင်စဉ်ပြုနယ်စဉ်ဌာနဆိုင်ရာအကြီးအကဲများတဲ့ရတော်များတော့နေ့လည်စာဖြင့်တိတ်ခင်းအခမ်းကျင်းပမှာဖြစ်တဲ့အတွက်သုံးဆောင်ပေးကြပါရန်မြစ်တာနဲ့ခံပါရရှင်သိပ္ပံနဲ့ဤပညာဝန်ကြီးဌာန
အစိုးရစမှုလက်မှုသိပ္ပံအကြီးတိတ်မောင်မယ်သစ်လွင်ကျိုးစိုးခွဲနဲ့ဒေသဖွင့်ခွဲခန္ဓာအောင်မြင်စွာပြီးမြောက်ကြောင်းကျေးဇူးအပ်ပါရှင် Kalau konten kat deformat tu na ini naik kat tu bincang ina ironten ini yang di non ini ada baru deh konten bincang ini mana tu na pangkat deformat ini nampai sama. Long Jim Marco Ashi, the can that do the Nana, do ye, some Mulu, you Jemu, yeah. Yes, and then not so the way. You want to go in the mind. Can you lay your
နဲ့တူတဲ့အနန္တနဲ့တို့ရဲ့စမှုလူပေါင်းရင်ကျဲမှုရဲ့ရရှိမျက်နှာဆုံးစီရဲ့ပွဲ မြေဝါကျုံပေါ်မြေလက်ပိုင်